ဟုတ်ကိုကြီးရဲ့မက်ခင်နေစီကိုဆင်းလေးစားအောင်နော်ကဲဟုတ်ကိုကြီးရဲ့မက်ခင်နေစီဟိုဘက်မှာလည်းအကိုရီးယားရှိသေးတာ哦ပြေးပြေးဆိုဟိုမှာအလူမပါတော့မယ်ဟိုမှာမတ်တရထားတာပါတော့ပုဂ္ဂိုလ်ကြီးရဲ့မက်ခင်နေစီအကုန်လုံးကလေလက်ကောက်တင်နဲ့လက်စွပ်တွေပဲဖြစ်တယ်သူကအေးလို့ကိုယ်လွင်ရင်ဝီတော်ညညာမှာကြောင်းဒီတော့ငါများရင်းညာစင်စင်လေးတိတ်ထဲမရင်းဝီခွေပေါ်လာထိုးခါဒူနေပဲကြောင်းနေပြီးသူစုထားတဲ့မပူလီနဲ့ဝေချီရတာတကယ်မမိဘူးအဲဒီတော့ကခိစားလို့ချင်လေးတစ်ပုဒ်ကိုချစ်သူရှိရာညညခါတော့ဆိုအိုကိုကြီးရဲ့မခင်နေစီလွင်ဝီတော်ညီညာမှာကျောင်းဒီတော့မြတ်တဲ့ညာစင်စင်ဝဲတိတ်ထဲမဝီခွေပေါ်လာထိုးခါသူနေပဲကြောင်းနေစီသူစုထားတဲ့မပူလီနဲ့ဝေချီရတာတကယ်မမေ့ဘူးအဲဒီတော့ကခိစားတဲ့ချင်လေးတစ်ပုဒ်ကိုချစ်သူရှိရာညညခါတော့ဆိုအိုကိုကြီးမခင်နေဘယ်လိုလဲနေတာပဲကြည်ရင်မာရီတန်လီညူမကိုလေဆိုရင်မိသည်ဘယ်လိုလဲနေတာပဲကြည်ရင်မာရီတန်လီညူမကိုလေဆိုရင်မိသည်မခင်နေမခင်နေလာမပန်းလောက်ဆုံးရည်ခြင်းသည်နောင်နောင်သာလုံးမချခင်ဟောမိမချွတ်ပဲတီကငူမီသည်ကိုမြူမာတော့လေခိစားတဲ့ချင်းလာဆောင်လေးကလေးပြပါဆိုရင်မခင်နေစီရဲ့မခင်နေရဲ့တစ်ဖက်တဲ့တိခလေးနဲ့ချိတ်ပေါ်ဆွေးတဲ့ကျွန်တော်ရဲ့ဘာပဲပြောင်းပြောင်းရွာသူရှိတယ်အခုတော့လေဒါရီပြီးခဲ့ပါပြ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 ီဒါဘီမီလေးနေပါသည်ဟောငယ်ငယ်တုန်းကမခင်နေသည်အားလုံးသူဆိုနော်ဘယ်လိုနေတာပဲကြည်နေပါသည်တန်းလေးညူမလေးဆိုရင်မိသည်ဘယ်လိုနေတာပဲကြည်နေပါသည်မခင်လာမပန်းလောက်ဆောင်ရည်ခြင်းသည်နောင်နောနာလို့မချရဲ့ဟာမိမတို့ပဲတွေ့ရမှုပြီးဒီကျေးဇူးများတင်ပါတယ်ခင်ဗျာ